Chelsea ရဲ့ရွှေရောင်နာကတ်ကိုဥဆောင်ပုံဖော်ပေးသွားမယ်စမ်းမောင်းမော်ဆရာလေး SD ပါဦးဘယ်သမီးအောင်မဲမိပါများ Stanford ကျန်ကနေအားလုံးကိုပြန်လည်ကြိုလဲပါရင် Chelsea ရဲ့ပရိသတ်တွေအတွက်အခုချိန်ဟာတကယ်ကိုရင်ခုန်စိမ့်လှုပ်ရှားစရာကောင်းတဲ့အချိန်ကာလတစ်ခုဖြစ်နေပါရင်အသင်းလူမှန်စီမံကိန်းကနေပြီးတော့အတောက်ပါဆုံးထွက်ပေါ်လာခဲ့တဲ့ကျေပွင့်လေး SD ပါဦးဝီလီယံဟာ Stanford Bridge ကွင်းကြီးထဲမှာမျှော်လင့်ချက်ရောင်ကြီးတစ်တွေကိုယူဆောင်လာပေးနေပြီဖြစ်ပါရင် Messi Hall Messi လေးလို့ Chelsea တို့ခေါ်ပေါ်ကြတဲ့ဒီဘရာဇီးဆယ်ကျော်တဲ့ကစားမလေးဟာတမန်လူငယ်ကစားမလေးတယောက်စစ်ကနေအသင်းအတိုင်းစစ်ကိုဥဆောင်နိုင်မဲ့အဓိကလက်နက်တစ်ခုဖြင့်လှလမြန်မြန်ရင်းချက်လာနေတာကိုမြင်တွေ့ရတာဟာတကယ်ကိုအားရကျေနပ်စရာပါ SD ဘာကို Messi Hall လို့နာမည်ပေးထားတာအကြောင်းမဲ့တတ်မဟုတ်ပါဘူးသူရဲ့ကြီးမားဆုံးအားသာချက်ကတော့တူးချင်းလင်းခေါင်းကျော်ပြနိုင်စွမ်း 1vs1 development ပဲဖြစ်ပါတယ်သူကဘယ်ညာတောင်ပန်တစ်ဖက်စလုံးမှာကစားနိုင်စွမ်းရှိပေမဲ့ညာတောင်ပန်နေရာကနေသူ့အတွက်အကောင်းဆုံးနဲ့အနေပေးနိုင်ဆုံးနေရာဖြစ်ပါတယ်ညာဘက်ချမ်းကနေဘောလုံးဆွဲပြေးလာပြီးဘဲချီနဲ့အတွင်းကိုချိုးဝင်ကကန်သွင်းတဲ့ပုံစံဟာပြန်မဲ့ခံစင်မှုတွေအတွက်အိမ်မက်ဆိုးတစ်ခုပါပဲသူကတောင်ပန်နေမှာတွေမကပဲလိုအဲ့ရင်နံပါတ်10နေရာအဖြစ်နဲ့ပါဝင်ရောက်ကစားနိုင်ပါတယ်သူရဲ့ vision ဟာအသက်အရွယ်နဲ့မလိုက်အောင်ထက်မြက်လုံးပြီးတိုင်းစစ်လမ်းကြောင်းတွေကိုဖွင့်ပေးနိုင်တဲ့ keepers တွေကိုပါဖန်တီးပေးနိုင်စွမ်းရှိပါတယ်SC ဘောက်ဟာအသင်းလိုက်ကစားကွက်ပိတ်ဆို့နေချိန်ဒီမှာတော့သူရဲ့ဒီကိုတော့အစွမ်းစားနဲ့ဂိုးတွေသွင်းပြနိုင်သူပါဘောလုံးကိုခြေထောက်မှာကတ်ထားပြီးလွတ်ထွက်အောင်ရုံထွက်နိုင်တဲ့ပေါက်ကွဲအားဟာအင်္ဂလိပ်ပရီးမီးယားလိလိုခက်ခဲကြမ်းတဲ့ပြိုင်ပွဲမျိုးမှာ Chelsea အတွက်ကြီးမားတဲ့အားသာချက်ဖြစ်လာပါတယ်။ Chelsea တိုင်းစစ်ရဲ့အလားပါဆုံးပေါင်းစပ်မှုကတော့အင်္ဂလန်သားကိုပါမာနဲ့ SD ဘာရိုရဲ့အတွက်ဖတ်ပါပဲ။သူတို့ရဲ့ကစားဟာတိုးနဲ့တူမတူညီပဲပြီးပြည့်စုံသွားဖြည့်ဆည်းပေးနိုင်ကြပါတယ်။ကိုပါမာဟာကွင်းထဲမှာအလွန်အင်မတန်တည်ငြိမ်ပြီးထက်မြက်တဲ့ပေးပို့မှုနဲ့နေရာယူမှုတွေကိုအဓိကအားပြုပါတယ်။သူဟာတိုင်းစစ်ရဲ့အသက်သွေးကြောအဖြစ်ကစားကွက်ကိုထိန်းချောင်းပေးသူပါ။ပါမာကလမ်းကြောင်းဖန်ပြီးပေးချိန်မှာ SD ဘာကလူငယ်ပြီးသွေးစုပေါက်ကွဲအားအပြည့်နဲ့ပြန်မဲ့ခံစစ်ကြောင်းကိုထိုးဖောက်ဝင်ရောက်ပါတယ်။ပါမာရဲ့အတိအကျရဲ့ top sport တွေနဲ့ SD ဘာရဲ့မြန်နှုန်းမြင့်ထိုးဖောက်မှုတွေပေါင်းဆက်သွားတဲ့အခါ Chelsea ရဲ့တိုင်းစီဟာရက်တရခက်ခဲတဲ့လက်နက်တစ်ခုဖြစ်လာပါတယ်။ဒီကစားမနှစ်ဦးစလုံးဟာဘောလုံးညံရင်မြင့်မားကြတဲ့အတွက်ကွင်းထဲမှာနေရာလွတ်တွေကိုအပြန်အလှန်ရှာဖွေပေးနိုင်ပြီး Chelsea တိုင်းစစ်ကိုဥရောပမှာအနေနဲ့ပေးနိုင်ဆုံးအဆင့်ထိမြင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ Chelsea ရဲ့တပိုင်းကြောင်းကိုပြန်ကြည့်ရင်ဘရာဇီးကစားသမားတွေဟာအသင်းအောင်မြင်မှုတွေမှာအရေးပါတဲ့အခက်အခဲကနေအများအားပါဝင်ခဲ့ကြပါတယ်။ ရာမီရဲ့ဆိုရင်ချန်ပီယံလိဆီမီဖိုင်နယ်မှာဘာစတာကိုသွင်းယူခဲ့တဲ့သူ့ရဲ့တမိုင်းဝင်သွင်းကိုနဲ့မမောနိုင်ပန်းနိုင်ကစားအားတွေကို Chelsea ပရိသတ်တွေဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။တီယာဂိုဆေးဘာကလည်းအသက်အရွယ်ကြီးရင်မှရောက်လာပေမဲ့အသင်းရဲ့ခံစစ်ကိုဦးဆောင်ပြီးချန်ပီယံလိဖလားကိုရယူပေးနိုင်ခဲ့တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။နောက်ထပ်အော်စကာတို့ဝီလီယံတို့လည်းရှိပါသေးတယ်။ဒီကစားမတွေဟာလည်း Chelsea ရဲ့တိုက်စစ်မှာအရေးပါတဲ့အမှုပညာရှင်တွေဖြစ်ခဲ့ကြပါတယ်။အခုချိန်မှာတော့ SD ဘောဟာဒီကနဝင်ကစားမတွေချန်ရင်ခဲ့တဲ့အမွေအနှစ်ကိုဆက်ခံမဲ့မျိုးဆက်သစ်ဘရာဇီးသားအဖြစ်ပေါ်ထွက်လာခဲ့တာပါ။အရင်ဘရာဇီးသားတွေလိုပဲသူဟာလည်း Chelsea ရဲ့ကောင်းကျိုးကိုတည်ပိုးပြီးစူပလာတွေအများကြီးရယူပေးနိုင်မဲ့အလားအလာအပြည့်အဝရှိနေပါတယ်။ခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုရင် SD ဘောဟာ Chelsea ရဲ့ပြစ်စုံပန်အားထားရမှုသာမကအနာဂတ်ရဲ့ကြီးမားဆုံးယင်းနှိမ့်မြုံနယ်မှုတစ်ခုဖြစ်ပါတယ်။ဘောလက်ကမှာလူငယ်ကစားမတွေအချိန်ယူရင်းချက်ရတာသဘာဝဖြစ်ပေမဲ့ SD ဘောပြသနေတဲ့ခြေစွမ်းတွေကတော့ Chelsea အသင်းအတွက်နောက်ထပ်ရွှေအောင်ခဲတစ်ခုစီကိုခေါ်ဆောင်ပေးသွားတော့မယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်တွေကိုပေးစွမ်းနေပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။